တရားတော်နာကြွရောက်လာကြသောယောဂီသူတော်စင်များအားလုံးမိမိတို့ခန္ဓာကိုယ်အရိယာပုဂ္ဂလိမြတ်တစွာထိုင်ပြီးတော့အာယုန်တစ်ပါးစိတ်မသွားစေဘဲနဲ့တရားတော်ကိုနာယူနိုင်ကြပါပြီယနေ့သာသနာတော်နှစ်2550ပြည့်နှစ်ကောဇာတက္ကရာ1369ခုကဆုံလာဇန်9ရက်2009ခုနှစ်4လပိုင်း22ရက်နေ့ညကျေးဇူးတော်ရှင်ဧကမဟာပန္တိတမိုးကုတ်ဆရာတော်ဘုရားကြီးဤတရားဌာနပြင်ဦးလွင်မြို့ပြည်တော်သာရပ်ကွက်ပြည်တော်သာဓမ္မယုံတော်ကြီး၌ပြည်ဦးလွင်မြို့ဘောဓကံတွင်သရေသုံးနေထိုင်တော်မူကြကုန်သောဘုရားမှုရှိသောသံဃာတော်ရှင်သူမြတ်အပေါင်းတို့အားဥထိပ်ပန်ဆင်လျက်မြို့မိမြို့ဖလူကြီးမင်းများအားအမှုထား၍ဓမ္မပူဇနိယအခါကာလ၌တရားတော်နာကြွရောက်တော်မူလာကြကုန်သောယောဂီသူတော်စင်များအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းပြည့်စုံစွာနဲ့ဦးဇင်းတို့ဟောပြောပြသမယ့်သစ္စာတရားများကိုနားလည်နာနိုင်ကြပါစေနားတဲ့အတိုင်းလည်းသိကြပါစေသိတဲ့အတိုင်းလည်းဒီဘဝဒီခန္ဓာမစွန့်ကြခင်တန္တရာဒုက္ခလက်ဆသိမ့်နိုင်သောပုဂ္ဂိုလ်သူပုဂ္ဂိုလ်များဖြစ်ကြပါစေလို့ရှိဥစွာမေတ္တာပို့သပေးလိုက်ပါနော်သစ္စာတရားတော်တို့ကိုဟောကြားရာ၌အနန္တဂုဏ်အင်းကျေးဇူးရှင်များဖြစ်ကြသောဘုရားယရဏတရားယရဏသံဃာယရဏယရဏတော်မြတ်သုံးပါးတို့နှင့်တကွအမိဖဆရာသခင်ကျေးဇူးရှင်အပေါင်းတို့အားပူဇော်ကျေးဇူးစသောအဖြစ်၎င်းဦးဇင်းမျက်မှောက်သို့ယနေ့တရားနာကြွရောက်လာကြသောတန္တရာဤဆွေတော်မျိုးတော်အပေါင်းတို့အားကျေးဇူးစသောအနေနဲ့ဟောကြားသွားမှာဖြစ်ပါလေအလုံးသောသူတော်ကောင်းအပေါင်းတို့လည်းမမေ့မလျော့မပေါ်ဆသောတတိတရားမလျှော့သောဇွဲလုံးလလက်ကင်ထားပြီးတော့တရားတော်တွေကိုမှတ်မိသိရှိအောင်ကြိုးစားပြီးတော့နာကြပါလို့ရှိဥစွာလေးစားစွာနဲ့တိုက်တွန်းပါတယ်နော်ကဲအားလုံးတရားသိတဲ့ဘဝနဲ့မသိတဲ့ဘဝဘယ်ဟာတန်ဖိုးရှိတရားသိတဲ့ဘဝနော်ဘာကြောင့်တန်ဖိုးရှိတာလဲပြန်သုံးသပ်ကြည့်ရင်တရားမသိတဲ့လူတွေမှာဘာဖြစ်တယ်လဲမေးရင်အသိတရားမရှိဘူးတရားမသိတော့ဘာဖြစ်လဲတရားမသိတော့သေချာလုံးတော့တရားမသိတော့အသိတရားမရှိတဲ့အတွက်လောကမှာသူအပြစ်ကင်းအောင်နေနိုင်မှာမလားအသိတရားမရှိတော့ဘာဖြစ်လဲအပြစ်ကင်းအောင်မနေနိုင်တော့အပြစ်မကင်းတော့ဟုတ်ပြီနော်ဒါဖြင့်အပြစ်မကင်းဘူးဆိုရင်ဒီပုဂ္ဂိုလ်မှာအပြစ်ကြံဟာသိမှလားမသိဘူးအပြစ်မကင်းရင်အပြစ်ကင်းအောင်မနေနိုင်ရင်အပြစ်သိရအပြစ်ကင်းအောင်မနေနိုင်ရင်အပြစ်သိရလူလောကမှာနေတော့လူပေါင်းလူလောကလူစည်းကလူဥပဒေဆိုတာမရှိဘူးလားရှိပါရဲ့နိုင်ငံတော်ထဲမှာနေရင်သူ့နိုင်ငံနဲ့သူလိုက်ဖက်တဲ့စည်းကဥပဒေတွေမရှိဘူးလားရှိပါရဲ့ဒီဥပဒေကိုချိုးဖောက်ရင်အပြစ်သိမလားမသိဘူးလားအဲ့တော့တရားမသိရင်အသိတရားမရှိအသိတရားမရှိရင်တရားနဲ့လျော်အောင်မနေတတ်ဘူးဒီလိုမှတ်ထားဗါတယ်လေအသိတရားမရှိတော့ဘာဖြစ်လဲတရားနဲ့လျော်အောင်မနေတတ်ဘူးတရားနဲ့လျော်အောင်မနေတတ်တော့အပြစ်သင့်တယ်ဘာဖြစ်လဲတရားနဲ့လျော်အောင်မနေတတ်တော့အပြစ်သင့်ပြီဆိုမှတော့ချမ်းသာမလားဆင်းရဲမလားအဲ့ဒါတရားမသိခြင်းရဲ့အပြစ်တရားသိမယ်ဆိုရင်တော့ပြောင်းပြန်ယူလိုက်ပေါ့တ
တရားသိရင်အတိတရားရှိတရားသိရင်ဟုတ်ပါအတိတရားရှိတော့တရားနဲ့လျော်အောင်နေတယ်ဘာဖြစ်လဲဟုတ်ပြီတရားနဲ့လျော်အောင်နေတတ်ရဲ့ဘာကင်းမလဲအပြစ်ကင်းမယ်ဘာဖြစ်မယ်ဒါဖြင့်အပြစ်ကင်းတဲ့လူကဘာဖြစ်မလို့ချမ်းသာတာပေါ့အပြစ်ကင်းတော့ဘာဖြစ်လဲကပရိယပြောခဲ့သလိုသီလလုံခြုံအောင်နေတဲ့ပုဂ္ဂိုလ်ဟာသီလအတွက်နဲ့သူ့မှာစိုးရိမ်ကြောင်းကြဗျာပါဒဖြစ်เสียရှိသလားရှိပါဘူးသီလလုံခြုံနေတဲ့လူအတွက်သူ့မှာကြောက်เสียရွံ့เสียရောရှိလားရှိပါဘူးအရေးကြီးတယ်နော်ကိုကသီလလုံခြုံထားတဲ့အတွက်ဘာလို့မှကြောက်เสียရှင်းသလားတရားသိတော့အတိတရားရှိတယ်ပြန်ပြောကြည့်ပါဒါဖြင့်အတိတရားရှိတော့တရားနဲ့လျော်စွာနေတတ်တယ်ကာယကံဝစီကံမနောကံတွေပြောတိုင်းဆိုတိုင်းမှာဘာနဲ့လျော်အောင်ပြောမလဲမတရားတဲ့စကားမပြောဘူးမတရားတဲ့အလုပ်ကိုမလုပ်ဘူးမတရားတဲ့အကြံကိုမကြံဘူးအဲ့လိုတရားနဲ့လျော်အောင်နေလိုက်တော့ဘယ်လိုဖြစ်လဲအပြည့်ကင်းတယ်တရားနဲ့လျော်စွာနေတတ်တော့အပြည့်ကင်းတော့ပါရချမ်းသာရတယ်ရှင်းသလားအဲ့တော့အဓိကဦးဇင်းတို့အပြစ်မဖြစ်အောင်နေမှဖြစ်မှာဘာဖြစ်လဲကြည့်ရတယ်မနေ့ကပြန်ကောင်းလူဆိုတာပါလေလူဘဝဟာတန်ဖိုးရှိမရှိလူတိုင်းတန်ဖိုးရှိသလားရှိပါဗျာမြတ်စွာဘုရားရှင်ရဲ့တရားတော်တွေဟာအဲ့ဒါတွေသိတန်ဖိုးရှိတယ်ဆိုတာဘုရားဟာဦးဇင်းတို့တော်ကောင်းတို့သိတဲ့သိတဲ့သိအပ်တဲ့တရားတွေကိုလမ်းညွန်ပေးခဲ့သောကြောင့်ဘုရားလို့ခေါ်တာဟုတ်အဲ့တော့လူမနုဿတ္တဘာဝဒုံလဘောလူဘဝဟာဘာဖြစ်လဲရခဲ့တယ်ဘာလို့ရခဲ့တာလဲဒါဘုရားကသုံးသပ်ထားတာရှိတယ်အဲ့တော့လူဆိုတာပထမလူကိုအရင်ရှင်းပြလူဆိုတာတစ်စင်ကျင်တုံတရားရှိရဘာရှိရစင်ကျင်တုံတရားရှိရပါဗျာအကောင်းဆိုးကိုစင်ကျင်တတ်ရအကြောင်းအကျိုးကိုအမှားအမှန်ကိုတိရစ္ဆာန်တွေလိုကမှုရှုတို့လုပ်လို့ရမလားမရပါဘူးပြီးရောလုပ်လို့ရမလားမရပါဘူးကိုဘဝလေးကိုအသုံးမချတတ်ရင်အသုံးမချရင်တန်ဖိုးမရှိဘူးမလေးဒီသုံးလုံးလေးကိုမိတ်ခြင်းကိုဘဝကိုအသုံးမချတတ်ရင်အသုံးမချရင်တန်ဖိုးမရှိတော့ဘူးဆိုတော့လူဘဝတန်ဖိုးရှိတဲ့ထဲပါသေးလားဒါကိုပခုံးနှစ်ဖက်ကြားကခေါင်းပေါက်တိုင်းလူဖြစ်ပြီလို့ပြောလို့ရှင်းသလားအဲဒီတော့လူဆိုတာနော်တစ်ဘာရှိရစင်ကျင်တုံတရားရှိရအကောင်းဆိုးကိုသိပြီးတော့အကောင်းကိုရွေးချယ်ပြီးလုပ်တတ်ရအဆိုးကိုပယ်စွန့်နိုင်တဲ့တတိရှိရရှင်းသလားကောင်းပြီတစ်ဘာရှိရနှစ်ကိုချင်းစာစိတ်ရှိရနှစ်ကဘာလဲလေကိုချင်းစာတတ်တာဘာခေါ်လူတိရစ္ဆာန်မှာကိုချင်းစာစိတ်ရှိနိုင်ငယ်ညင်းနိုင်ရာစာအဲ့ဒါပါလေတိရစ္ဆာန်လူလိုကိုချင်းစာစိတ်တိရစ္ဆာန်မှာမရှိဘူးရှင်းတော့အနှစ်လူဆိုရင်ပါရှိရတိကနှစ်ကသုံးကကရုဏာတရားရှိရသုံးကပါလေကရုဏာဆိုတာဆင်းရဲသူနှိမ့်ချသူနွမ်းပါသူငတ်မော့ခေါင်းပါသူမိမိထက်နှိမ့်ချနေတဲ့ပုဂ္ဂိုလ်တွေကိုကဲတင်လို့တဲ့စိတ်ဟာကရုဏာရှင်းလားနှိမ့်ချသူကိုကဲတင်လို့တာမေတ္တာနဲ့မတူဘူးနော်မေတ္တာဆိုတာကတော့ကောင်းသောဆိုးသောသတ္တဝါအလုံးကိုချမ်းသာစေခြင်းတာပါလေမေတ္တာအခုကရုဏာကြတော့ကိုယ်ထက်အသိပညာနှိမ့်ချတဲ့ပုဂ္ဂိုလ်ကိုအသိပညာတွေရစေခြင်းရအောင်ရွတ်ဆောင်ပေးတယ်အဲ့ဒါကရုဏာငတ်ဖို့ခေါင်းပါနေတဲ့ပုဂ္ဂိုလ်တွေကိုစားနပ်ရိက္ခာဝေငှအဲ့ဒါပါလေဆင်းရဲဒုက္ခရောက်နေတဲ့လူတွေကိုကဲတင်တယ်အဲ့ဒါပါလေဒါကိုမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုတို့ကမဟာမေတ္တာတော်ရှင်လို့ပြောလားမဟာကရုဏာတော်ရှင်ပြောလား
မဟာအလွန်တရားကြီးကျယ်မြင့်မြတ်တဲ့ကရုဏာရှိတဲ့ပုဂ္ဂိုလ်လို့ဒီလိုမဆိုဘူးလားဆိုတော့ဘုရားရှင်ကိုရောမြတ်ကြီးကလေးသိချင်းတဲ့ကဘာသသိပါရမီတွေဖြည့်ကျင့်လာတာသူ့အတွက်လားဦးဇင်းတို့သူတော်ကောင်းတို့ကိုကယ်ဖို့လားဟောဒါကရုဏာဒါပါလေတတ္တဝါတွေကိုရင်ဝယ်သားခဲ့သို့တနာသဖြင့်တတ္တဝါတွေကိုကယ်တင်နိုင်ဖို့အတွက်သူအသက်အသွေးအသားအယိုးတွေလှူပြီးတော့မလုပ်ခဲ့အောင်လားအဲ့ဒါဘယ်အားကြောင့်လဲမေးရင်ကရုဏာအားကယ်တင်လို့တဲ့ဆန္ဒလဲနေသူကိုအားငယ်သူကိုရေတဲကလူအဲ့ဒါကရုဏာတွေပဲရှင်းသလားအဲ့တော့ရထဲရွာတဲ့မိသားစုနဲ့ကိုယ့်ပတ်ဝန်းကျင်မှာကိုယ့်ထက်အသိဉာဏ်နှိမ့်ကြတဲ့ပုဂ္ဂိုလ်ကိုတွေ့ရင်နားလေခွင့်လွတ်ပြီးတော့အသိဉာဏ်မြင့်မအောင်ကဲတင်ရရှင်းသလားစားရသောက်စရာမရှိတဲ့လူဆင်းရဲနွမ်းပါးသူတွေ့ရင်မလို့အကူကြီးပေးရမယ်ဝေငှရရှင်းတယ်နော်ခိုးတခါတဲ့ဂုံပငါကနမမောပြီးမန္တကြီးထိုးပြီးသိန်း4-5-60အကုန်ခံပြီးအကျိုးမရှိတဲ့အလူတွေလူမာနဲ့စားရင်ဟုတ်ပြီနော်မန္တကြီးတွေထိုးပြီးလူတာကမစားနိုင်တဲ့လူတွေခေါ်ကြွေးတယ်လားစားနိုင်တဲ့လူခေါ်ကြွေးတယ်လားဘူးမှကျေးဇူးမတင်ဘူးရှင်းပြောရှင်းသလားအတိတ်ပဲမဲ့ကုန်တာများဗုဒ္ဓဘာသာဆိုရင်ဗုဒ္ဓရဲ့အသိဉာဏ်ဟာလောကမှာအမြင့်မားဆုံးပုဂ္ဂိုလ်ဆိုတာမသိကြဘူးလားလောကဝိတုတဲ့လောကသုံးပါးမှာဆရာတစုဖြစ်တော်မူသောမြတ်စွာဘုရားဒီလိုမပြောဘူးလားဒါပေမဲ့သုတ္တဝကတွေကလုံနေတလွဲကြီးပဲရှင်းသလားတခြားဘာသာကြားတွေလုံတလောက်တောင်ခွဲလို့အဓိပ္ပာယ်ရှိတဲ့အလုပ်မလုံနိုင်ဘူးဘုမမိဘမဲ့ကလေးများကြောင့်ဆွမ်းနာမကကူညီရေးနော်မတန်မဆွမ်းသူကူညီရေးသူများဘာသာကပဲလုပ်တာဗုဒ္ဓဘာသာမရှိပါဘူးခရစ်ယာန်ဘုန်းကြီးတွေဦးဇင်းတို့ရန်ကုန်ရောက်တော့ချက်ပရီသွားတက်တဲ့ကမင်းလိုက်မလားလိုက်မယ်ဘဲတော့ကိုပြက်နေတဲ့အထက်အနာကြီးယောဂတွေသွားပြီးဆူတောင်းပွဲလုပ်မလို့တွန့်သွားတယ်။မဟာကရုဏာတော်ရှင်တွေဆိုတွန့်သွားတယ်နော်ဟာဘယ်လိုလုပ်မှလဲလိုက်ခဲ့ပေါ်ပါသိချင်လိုက်မယ်လိုက်ချပါဟောရတော့ဘာလို့လဲဒီခရစ်ယာန်ဘုန်းကြီးတွေဝင်လာတာနဲ့ဟိုကနုရာယောဂတွေဝမ်းပါတယ်ဟာလာကြလာတယ်ကျမ်းပါပါစီကျမ်းပါပါစီဘုရားသခင်ကျေးဇူးတော်ကြောင့်ဆိုပြီးတခါတည်းဖက်လက်တကယ်နှုတ်ဆက်တယ်ရကြည့်တွန့်နော်ဟိုမှာဆရာဝန်တွေနဲ့ဆွေးနွေးကြည့်တော့ဒီလိုဖွဲ့စည်းတွေလာပြီးအားပေးရင်သူတို့မှယောဂတဝက်လောက်တက်တာပါဆေးတိုက်တာတဲ့ပူကောင်းဘုရားဘာသာဘုန်းကြီးတွေမလုပ်နိုင်ဘူးရှင်းလားသဘောပါလားအတိတ်ပဲမဲ့တဲ့အလုပ်နဲ့အပေါ်ယံလေးတွေရေပေါ်စီလုပ်ပြီးအချိန်ကုန်နေတာများတယ်တကယ်လုပ်ရမယ့်အလုပ်ကိုအားငယ်သူကိုရေထဲကလူဘယ်လိုအလူကြီးပေးပြီးဆိုမန္တကြီးထိုးပြီးတော့အမလေးတိုက်ပေါ်အင်ကြီးတွေခံစားနေကြော့မော့နေတဲ့စိန်တကတ်တွေဘီစိန်စတိုးတွေနဲ့တခါတည်းလာပြီးစားဝေဖန်ပြီးတော့မကုသိုလ်မှမပေါ့ရှင်းလားဘုမမစားနိုင်တဲ့လူဆိုအစားတလုံးအတွက်နဲ့သူတို့ရှာဖွေနေရတယ်အင်းရှိလာပြီးထမင်းမိုးလေးစွန့်ပါခင်ဗျာဆိုတော့ဘာကရုဏာတော့ရှင်နေလေသဘောပါလားဒါပြန်တို့လုပ်ငန်းစဉ်တွေစီစစ်တဲ့မစီစစ်တဲ့ဘုမလိုတဲ့နေရာကိုဒေါ်လာဘီလီယံချီပြီးလူနေတဲ့လူကနာမည်ပေါ်အောင်မပြောဘူးဒီမှာငွေလေးတစ်ချက်နှစ်ချက်1000လူတဲ့လူကနာမည်လေးကြီးလိုက်ပါဦးသဘောပါလားဘုမသူမင်္ဂလာဓမ္မယုံကြီးစောင့်နေတဲ့သိန်း4ကြောင်9000လောက်ကုန်မယ်နော်သိန်း100 200လူထားတဲ့လူကဘာမှမပြောငွေလေး1000 2000 1000လူတဲ့ဘုန်းကြီးဓမ္မယုံမပြီးသေးဘူးလားမင်းကဘယ်လောက်လူလို့ပြီးမှတော့နော်ဘုန်းကြီးစီးပွားရေးမှမရှိပဲနဲ့ရှင်းသလားအတိတ်ပဲမရှိတဲ့အလုပ်တွေလုပ်ပြီးအချိန်ကုန်နေတာကများတယ်အဲ့တော့ကိုယ်တန်ဖို့ကိုဖော်ဆောင်နိုင်သလားဖော်ဆောင်နိုင်အဲ့တော့လူမရင်တစ်ပါရှိရစင်ကြင်ဆုံးတရားရှိရမယ်နှစ်ကကိုချင်းသိရေးကြည့်တယ်ဒါကိုချင်းစာစိတ်သုံးလူကိုလူလိုမြင်ပြီးလူလိုသဘောထားရင်တို့တိုင်းပြည်ဆင်းရဲစရာအကြောင်းမရှိဘူးရှင်းသလားလူကိုဘာလို့မြင်ဖို့လို့လဲကိုချင်းစာစိတ်ရှင်းသလားအဲ့တော့အဲ့ဒီလိုအသိဉာဏ်နေရှိမှဘာခေါ်လဲလူလို့ခေါ်တယ်ဒါကတစ်ပိုင်း
ကိုလူပီသားပြီလားလို့အဲ့ဒီပေတံ၃ချောင်းနဲ့တိုင်းရှင်းတယ်နော်ငါကမှန်တယ်ထင်ပြီးဖိဟောက်ရှင်ဩတိရစ္ဆာန်စိတ်ပေါက်လာပြီငါကအထက်ကလူပဲဆိုပြီးတော့လိမ့်ကျွဲခြင်းရင်ရှင်းသလားမိဘကလည်းငါမိဘငါစကားမင်းတို့နှတ်ထားအောင်မယ်သူတို့ကြိုက်တယ်မကြိုက်တယ်ဘယ်လိုကြည့်ဘူးနော်မင်းတို့လေးတွေချမ်းသာအောင်လို့လာပြောတာပြီးတော့သူဖြစ်ချင်တာကြီးလုပ်သွားတာပဲရှင်းလားအဲ့တော့အထက်ကလူပဲဆိုပြီးအောက်ကိုဖိချောင်းလို့တော့ဘာစိတ်ပေါက်ရှင်းသလားကိုချင်းစာစိတ်ကောင်းပြီဒါကလူကျင့်ဝတ်အပိုင်းလူပီသအောင်ဘာလုပ်မလဲဆိုတာတွေပဲရှင်းတယ်နော်ငါကလူဖြစ်ပြီလားပထမကြည့်နောက်လူဘဝရဲ့တန်ဖိုးလူဘဝဟာဘာကြောင့်တန်ဖိုးရှိသလဲမေးရင်သူ၅ပါးအယုံကံမဂုဏ်တွေခံစားတာကတော့ဖြစ်တိရစ္ဆာန်ဘုံမှာလဲခံစားလို့ရနတ်ဘုံမှာဟိုပိဋ္ဌာသူတကယ်မှာတောင်မှရသေးတယ်ငရဲကလွှဲရင်ကျန်တဲ့နေရာအကုန်ရငရဲကတော့မီးလောင်ပြင်းနဲ့ပြေးနေရတာနဲ့ကိုသူ့မှာကာမဂုဏ်ခံစားခြင်းမရဘူးရှိသေးဒီတော့ငါးပါးယုံကာမဂုဏ်တွေခံစားသားနဲ့ပြောသမီးနဲ့ပြောဆွေမျိုးဥစ္စာပစ္စည်းအာယုံနဲ့ပျော်နေယုံနဲ့ပျော်နိုင်ယုံနဲ့လူဖြစ်ပြီးပြောလို့ဒါဖြင့်လူဘဝဟာဘာကြောင့်တန်ဖိုးရှိတယ်ပြောတာလဲဒီနေ့သုံးသပ်မယ်ဆိုရင်32ပုံမှာပြန်ကြည့်ပါဒါနပေကံစွန့်ကျဲလှူဒန်းတဲ့အလုပ်ကိုအပယ်၄ပုံမှာလုပ်လို့လုံနိုင်သလားအပယ်၄ပုံသားတွေအလှူဒါနလုံနိုင်သလားကောင်းပြီဒါဖြင့်နတ်ပြည်မှာတော့လုံမယ်ရမလားဖဲတို့အခုရေပေါ်စီအလှူလို့နော်သားရှင်ပြုမှာမို့လို့အလှူပရိတရားနာကြွခဲ့ပါအောင်ဖိတ်စာဖိတ်ပြီးနတ်ပြည်မှာသွားဝေတရားဝင်မလားကိုတတ်တုတ်တာကိုဘုံကံနဲ့ကိုစားပြီးကိုကာကမကုံကိုခံစားနေတာမင်းတို့ဖိတ်စာဂရုကိုမစိုက်ရှင်းလားနတ်ပြည်မှာအလှူသွားလို့တော့မရဘူးဒါဖြင့်ဓမ္မပြည်မှာရောလှူလို့ရမှာဓမ္မကလည်းခင်ဗျားတို့ကျွတ်တို့လို့တောင်မှကပလီကာရအာဟာရဆိုတဲ့သမင်းတွေဂျုံတွေနတ်ဩဇာတွေစားစရာကိုမလိုဘူးပီတိကလေးနဲ့နေတာဇံအပိန်ညင်လေးနဲ့နေတာဖြစ်တဲ့အတွက်ဓမ္မပြည်မှာလှူစရာမရှိဘူးဒါဖြင့်ဒါနအလှူဒန်းဘယ်မှာပဲလုပ်လို့ရဟောဒါနကုသိုလ်တွေဘယ်ပုံမှာပဲရနိုင်တယ်ဟောအဲ့ဒါလူဘဝရဲ့တန်ဖိုး1ရှင်းသလား1လူပြည်မှာဘာလုပ်နိုင်ဒါနလုပ်နိုင်ဒါနလုပ်နိုင်လို့လူဘဝဟာတန်ဖိုးရှိတယ်ဒါတစ်ချက်ရှင်းတယ်နော်2သီလဆောက်တည်ဘာလုပ်ဝင်အပယ်၄ပုံမှာသီလသတင်းသီလဥပုသ်ဆောက်တည်လို့မရဘူးအပယ်၄ပုံဆိုတာတော့ကြီးနိုင်ရအဲ့တော့နိုင်ရစားနေရတဲ့အတွက်သူတို့မှာဘာသီလမှစောင့်ထိန်ခွင့်ကောင်းပြီနတ်ပြည်မှာရောဥပုသ်ဆောင်လို့ရမလားမရဘူးနတ်သမီးတွေကလေးထိုးတာနဲ့ပြက်မှာပဲရှင်းသလားဘောက်ဆိုတော့မှနတ်သမီးကတစ်ဖက်4-500တချို့1000အခုမတေးရအလောင်းနတ်သားဆိုရင်တစ်ဖက်ကနတ်သမီးချွေရန်300,000စီနဲ့နေဘယ်ဥပုသ်မှမဆောင်နိုင်ရှင်းသလားအဲ့တော့နတ်ပြည်မှာဥပုသ်ဆောင်လို့မြမပြည်ရောမရသီလဆောင်ထိန်တာဘယ်ပုံမှာပဲရခိုးเสียရှိတဲ့ပုံမှာမခိုးပဲနေမှာသီလပြောသားကာမဂုဏ်မှားယွင်းနိုင်တဲ့ပုံမှာကာမဂုဏ်မမှားယွင်းအောင်ကျင့်မှပါလေသူများအသက်သတ်လို့ရတဲ့ဘဝမှာမတတ်ဖဲနေမှရှင်းလားသဘောပေါက်သလားမှုသားပြောရင်အောင်မယ်မှသိရတဲ့နဲ့မှုသားမပြောပဲနေမှသူခင်ဗျားတို့ကျွတ်တို့မှာကြမှုသားမပါချောမှာပါမပူပါနဲ့ဒီမှာပါသွားချောမယ်ထင်တယ်တေအိုးနော်မတမတဒါမှဘာလို့မဖြစ်ဘူးဘာလဲနာမည်ကတေအိုးဖုန်ကြီးတဲ့နော်ဟိုသူမင်္ဂလာဆိုတာနည်းမှားတယ်နာမည်အရင်ကတေအိုးဖုန်ကြီးရှင်းတယ်နော်အဲ့တော့ခင်ဗျားတို့မှုသားပြောရင်ပဲသွားယုံလားယုံသလားတစ်ခွန်းနှစ်ခွန်းလောက်နဲ့တော့ကိစ္စမရှိပါဘူးဒီထက်မလိမ်ဘူးတဲ့လို့ပါလားတော်လိုက်တာ
ဝန်ခံတတ်လို့ပြောတာပါဟမ်လူကြားတဲ့ဝန်ခံတတ်တယ်နော်မူသားမပြောဘူးတဲ့လူမပါဘူးဒါဆိုတော့တစ်ခါနှစ်ခါလေးလေယုံနဲ့ဘာထုံးမလို့မူသားပြောရင်အောင်မယ်မှသိတယ်ခဲအဲ့လိုပြောထားတယ်မူသားမပါဟောချောမှာပါဘယ်သွားချောအေးသူများအသက်သတ်တဲ့လူဟာလဲဒီဘဝသူများအသက်သတ်တာသေသည်ချမ်းမဲ့နိုင်ငရဲသွားရဒေဟုတ်သွားဟုတ်ပြီနော်ဒေဟုတ်ကလွတ်လာရင်လဲဖြစ်ရဘဝမှာအသက်တူမယ်အနာရောဂါများမယ်ရန်သူပေါ်မယ်နှိမ့်ဆက်ညှဉ်းပန်းတဲ့လူနဲ့ဂျုံရရှင်းလားဒီတော့မူသားတခွန်းနဲ့ဆိုပြီးတော့မပေါ့နဲ့မာလိကမိဖုရားကြီးကြည့်အောင်တို့ဘုရားလက်ထက်ကကောသလမင်းကြီးရဲ့အချစ်တော်မာလိကမိဖုရားကြီးကြားဘူးလားအဲ့ဒီမိဖုရားကြီးကဉာဏ်ပညာသိထက်တယ်ဘုရားပေါ်မှာလည်းသိကြည်ညိုတယ်ဘုရားစကားလည်းနားထောင်တယ်အဲ့တော့သူတသက်တာလုံးမှာသူအမားတစ်ခုပဲလုပ်ခဲ့အဲ့ဒါဘာလဲဘုရင်ကြီးကောသလမင်းကြီးကိုတစ်ချိန်လိန်ခဲ့ဘယ်နှချိန်လိန်တစ်သက်လုံးဘယ်နှချိန်လိန်တခါလည်းလိန်အဲ့တော့အတတိတဒါနဆိုတာဘုရားတဆူမှာတစ်ချိန်ပဲလူလို့ရတယ်အကြီးကျယ်ဆုံးသောလိုလေသေးမရှိဘယ်ပစ္စည်းတော့ဒီအလူမှာမပါဘူးလို့ပြောလို့မရအောင်ကိုပြည့်စုံတဲ့အလူမျိုးကိုလည်းသူကိုယ်တိုင်ဦးစီးပြီးတော့လူခဲ့တယ်ဒါပေမဲ့ဒါနကောင်းမှုတွေများစွာမလုပ်ဘူးလားဘုရားရှင်နဲ့လည်းအမြဲတမ်းထိတွေ့ပြီးဘုရားအဆုံးမှနာယူတယ်ကုသိုလ်ကောင်းမှုတွေလုပ်ပြီးနေတယ်ဒါပေမဲ့တစ်သက်လုံးမှာသူဘာပဲလုပ်ဘူးလေတစ်ချိန်ပဲမှုသာပြောဘူးအဲ့ဒီပြောဘူးတဲ့မှုသားကြောင့်သေသည်တခြားမဲ့နိုင်ငရဲသွားတယ်အိုး9ရက်ရှင်းတယ်နော်ဒါတော့နောက်ကပြုထားတဲ့ကုသိုလ်ရှင်စောကြီးလို့နောက်ပြီးတော့အကြောင်းတစ်ခုအပြင်ကောသလမင်းကြီးကဘုရားရှင်ထံကိုမေးတော့မာလိကဘယ်သွားသလဲသေသွားပြီခုဘယ်ရောက်သွားသလဲမေးလို့ငရဲမယ်กว่าလို့ဆိုရင်ဒီကောသလမင်းကစိတ်ကလည်းကြီးတယ်အုံနောက်ကလည်းမရှိဘူးနော်ရှင်ဘုရင်တော်တော်များများအုံနောက်မရှိတာများတယ်ရှင်းတော့ကပြောတာပါနော်ခုမင်းတို့တိုင်းပြည်ဘယင်မှမရှိပဲနဲ့ဟုတ်လားဘယင်မဟုတ်ဘူးဗာလဲဟိုအုတ်ချုပ်တဲ့အဖွဲ့အစည်းနော်ထားလိုက်သူတို့ကိုအခုလောလောဆယ်ဘယင်ဆိုရင်တော့တွေ့ဘူးသမျှအုံနောက်မရှိတာများအဲ့တော့ကောသလမင်းကအုံနောက်မရှိတော့မင်းမိဖုရားဒေအိုးမယ်လို့ပြောရင်ဟာရှင်ပြလာတယ်အလကားပဲဆိုတွေ့သမျှကရုံးအကုန်တတ်ရင်ပြဿနာပဲသဘောပါလားအဲ့တော့အဲ့ဒါလေးရရှိတော့သာသနာစောင့်ရှောက်ရအောင်မှာဆိုတဲ့တကြောင်ကလည်းကြံနေတယ်သူလှုပ်ထားတဲ့ကုသိုလ်အချိန်ဆိုတာလည်းများတဲ့အတွက်ငရဲမှာဘယ်နှရက်ဒါတောင်လူသက်နဲ့မို့လို့ငရဲသက်နဲ့ဆိုရင်ငရဲကလေလူပြည်က3ဂရီနဲ့6တန်းနှစ်ပေါင်း3ဂရီနဲ့6တန်းမှာငရဲမှာတရက်ရှင်းလားသွားရဲသလားတတ္တိရှိလုံးကြည့်လိုက်တယ်ဟမ်ငရဲကြည့်ရင်ငရဲလေးနိုင်တယ်ဆိုတဲ့လူတွေချိန်မရွေးသွားပါခုမှုသားဘယ်နှခွန်းနဲ့လဲတို့ဘယ်နှခါပြောပြီးပြီလဲပြန်ကိုပြန်မှာမဟုတ်ရှင်းလားယုံသလားပေါ်လေးမမှတ်နဲ့လူပေါင်းလူလောကမှာတောင်ဖိုးတွက်တိလိန်ရင်လိန်နဲ့အပြစ်မရှိဘူးလားတတ်ရင်တတ်တဲ့အပြစ်မရှိဘူးလားထောင်တန်းကြတန်ငွေဆောင်ရမရှိဘူးလားလူပေါင်းလူစည်းကမ်းမှာတောင်ဒီတိုင်းရှိရင်တန်တရားစည်းကမ်းလိုက်ရှင်းသလားဟဲ့ပေါ်မတွက်နဲ့လူသားအားလုံးနဲ့ဆိုင်တဲ့ကိစ္စတတ္တဝါအားလုံးနဲ့ဆိုင်တဲ့ကိစ္စအဲ့တော့သူသက်သက်ရင်သေသည်တခြားမဲ့ပဲရောက်ငရဲရောက်မယ်သေချာပါပဲငရဲကလွတ်လာတယ်ဖြစ်ရဘဝမှာအသက်တိုးရမယ်ကိုလက်အင်္ဂါမပြည့်မစုံဖြစ်ရတချို့ခြေလက်အင်္ဂါတွေရွဲ့ဆောင်းငွေးလာတာတွေမရှိဘူးလားကျို့အသေးချင်းဆက်အမွာတို့ရင်ချင်းဆက်အမွာတို့နှလုံးချင်းဆက်ဟိုတလောကနှလုံးတစ်ခုတည်းပါလာတယ်လူ2ယောက်အမွာဘူးမရှိဘူးလားရောက်ကလေးကရင်ဆေးပညာလောကခွဲစိတ်ကုသပြီးမှမွေးယူရတယ်အဲ့ဒါဘာလို့ဆိုသူများအသက်တတ်တဲ့ကံတွေရဲ့အကျိုးဆက်လူစင်မမီဘူးရှင်းလားအခုသူများဥစ္စာခိုးမယ်
သေသည်ဤတခြားမဲ့နိုင်ငရဲပဲငရဲကလွတ်လာရင်ဖြစ်ရဘဝမှာဥစ္စာမမြဲဘူးရှာလို့ခွေလို့မရဘူးပစ္စည်းဥစ္စာနဲ့ပတ်သက်ရင်ဘယ်သူမှအယုံကြည်ခြင်းမခံရဘူးရှင်းသလားသူများသားမယားစော်ကားရင်တော့သေသည်တခြားမဲ့နိုင်ပါလေငရဲယောက်ျားကစော်ကားရင်မိန်းမဖြစ်ရဟောချက်ချင်းမိန်းမဘဝရောက်တော့သိမြန်တယ်အဲ့ဒီအပြစ်ကရှင်းတယ်နော်ပြီးတော့ဘယ်တော့မှကိုသားသမီးသစ္စာရှိတဲ့ဇနီးသားမယားမရတော့ရှင်းလားလုံးတင်သလားဒီအပြစ်မျိုးကျူးလွန်ရဲသလားမသိလို့ခင်ဗျားတို့လုံးနေတာတရားမသိတော့မမိတ်နဲ့အမလေးဒီနေ့ဒါပြောနေတာတရားမသိတော့အသိတရားမရှိဘူးအသိတရားမရှိတော့တရားနဲ့လျော်မနေတတ်ဘူးအဲ့ဒါဆိုဘာဖြစ်မလဲအပြစ်တော့မလေးမစေးရတဲ့အရင်ပြစ်သစ်လိုက်ဟုတ်ဟမ်ဘာဖြစ်သွားမလဲအပြစ်သင့်တယ်အပြစ်သင့်တော့ဘာဖြစ်မလဲအခုလောလောဆယ်ခံစားနေရတဲ့ဒုက္ခတွေကအလိုလိုဖြစ်လာတာလားအပြစ်သင့်လာကြလို့ဒီလောလောဆယ်ငတ်မို့ခေါင်းမအစင်မပြေတာလေးအတွက်နဲ့မခံနိုင်လို့အကုသို့ထပ်လုပ်မယ်ဆိုရင်ဒီတဲ့အဲ့ဒါပဲလဲမလားဒါပဲကြည့်ရှင်းသလားဒီတဘဝသီလကလေးလုံလိုက်မယ်ဆိုရင်အဲ့ဒီလုံခြုံတဲ့အကျိုးဟာရမလားမရဘူးလူဘဝမှာကောင်းချင်ရင်လည်းရတယ်ဆိုးချင်လည်းရကြိုက်တဲ့လမ်းရွေးဘသူမပြုအတ္တဟိအတ္တနောနာထောကိုယ့်အကိုအာကိုပြီးကိုလန်းကိုရှောက်ရမှာရှင်းသလားအဲ့တော့တူတူပြောရင်ကိုသမိုင်းကိုရေးကောကိုကြမှာကိုဖန်တီးမှာပဲရှင်းသလားကြိုက်တဲ့လမ်းကိုရှောက်ငါမူးတာဘာဖြစ်လဲကိစ္စမရှိဘူးမူးပါနော်မတော့မစားပါနဲ့လုံငန်းတော့တောက်စားစားလူမင်းသားအမလီဟုတ်ပါအပယ်မင်းသားတို့ကသိကြပြီလားရှင်းတယ်နော်သူရမေရယကံတောက်စားမူးရသေးရင်လည်းဒီဘဝအမှုဖြစ်ရဘဝမှာအယူရှင်းသလားဉာဏ်စင်မမီသူများနဲ့ပြောအတွေးခေါ်အစစ်တမ်းမမီခုကိုစစ်တမ်းမမီလို့ဒီသေးရည်သောက်နေတာဟုတ်ဗျရှင်းသလားနာမည်ကွာပါလားသေရည်အဖန်ဖန်သေးနေတယ်ရှင်းတယ်နော်သဘောပေါက်သလားဒါပေမဲ့အဲ့ဒီအကုသို့အလုပ်တွေဟာလှုပ်တဲ့အလုပ်လားမလှုပ်တဲ့အလုပ်လားကိုယ်တိုင်ကိုဖြစ်ချင်တာလေးလှုပ်လိုက်ရမှာတခဏခံစားရမှာကတတန်တရားကြက်ရင်လဲလိုက်ရှင်းသလားသဘောပေါက်သလားအဲ့ဒါပဲဒီဘဝမူးရင်နောက်ဘဝယူရအခုအမျိုးသမီးပိုင်းကနော်တချို့အရွယ်3ပါးမှာ2ရွယ်လောက်ကယူနေကြတယ်များသောအားဖြင့်ရှိဘူးလားအဲ့ဒါသူရာမေတ္တရကံရဲ့အပြစ်တချို့တရားနာတယ်တရားကိုကောင်းကောင်းသဘောမပေါက်သူများသိသလားမသိသူများမြင်သလားအိမ်မှာလည်းရှိတယ်လက်မမြင်တဲ့လူတွေထုံထိုင်းနေမရှိဘူးလားအဲ့ဒါသူရာမေတ္တရကံရဲ့အကျိုးဆက်ဘဝများစွာတန်တရားမှာတို့ကိုဒုက္ခပေးတော့ရှင်းသလားအဲ့တော့တဘဝတခဏစည်းစိမ်နဲ့ဘဝများစွာဆင်းရဲမဲ့ဆင်းရဲလဲရဲသလားအသိဉာဏ်ရှိရမယ်အဲ့ဒါမှလူခေါ်တယ်ရှင်းသလားအဲ့တော့ဒါနဘယ်ပုံမှာပဲလုပ်လို့ရတယ်အဲ့ဒါလူဘဝရဲ့တန်ဖိုးပဲသီလဘယ်ပုံမှာပဲစောင့်တည်လို့ရတယ်အေးမိုက်တာနဲ့လိမ္မာတာဘယ်ဟာလွယ်လဲမိုက်တာလွယ်တယ်ဒါဖြင့်မိုက်တာနဲ့လိမ္မာတာဘယ်ဟာတန်ဖိုးရှိတယ်တန်ဖိုးရှိတဲ့အလုပ်ဟာဘယ်ဟာမှလွယ်နဲ့ရှင်းရသလားလွယ်မရတဲ့အလုပ်ကိုလုပ်နိုင်မှတန်ဖိုးရှိတဲ့လူกว่าရှင်းရသလားအဲ့ဒါသဘောမပေါက်တော့မိုက်တာတော့အလွယ်လေးပေါ့ဗျဆန်းတာမှမဝင်နဲ့ရှင်းသလားသူတော်တို့ဦးဇင်းတို့သာသနာပေါင်းတချို့ပြောကြရှင်မြတ်ဘုန်းကြီးဝေ့ရတာမလွယ်ဘူးအေးဒီမလွယ်လို့ဘုန်းကြီးဖြစ်တာသဘောပါသလားအဲ့ဒါကိုသူတို့မကောင်းရင်ပါတော့ကြောင်းတော့သားလေးသမီးလေးလိမ္မာရင်အိမ်ထားသလားကြောင်းထားတာလိမ္မာရင်သေချာစဉ်းစားဦးလိမ္မာရင်ပဲထားတော့ဟုတ်ပြီမိုက်ရင်
ဒီတဲ့ဘုန်းကြီးတွေမကောင်းဘူးလို့သိတယ်ပို့ထားတာကမကောင်းတာလေးကြီးပို့တာဟာဒုက္ခသဘောပါလားအဲ့ဒါဖြင့်ဒီသာသနာမှာဘုံမဲ့ကံမဲ့တွေနေလို့မရဘုံရှိကံရှိမှရှင်းတယ်နော်အဲ့ဒီမှာပါလေသာသနာအလုပ်ဆိုတာအရေးချင်းမရှိတဲ့လူမလုပ်နိုင်ဘူးစွမ်းမရှိတဲ့လူမလုပ်နိုင်ဘူးအရေးချင်းရှိမှတန်ဖိုးရှိမှရှင်းတယ်နော်အဲ့တော့သာသနာအလုပ်ဆိုတာမကောင်းတဲ့လုပ်လားကောင်းတဲ့လုပ်လားသူတတ္တဝါအများကိုနှိပ်စက်တဲ့လုပ်လားကဲတင်တဲ့လုပ်တန်ဖိုးချင်းတခြားစီရှင်းသလားရက်ွက်လူကြီးလောက်ရတာလွယ်ပါတယ်ဘုန်းကြီးလောက်ရတာတော့ရှင်းသလားသဘောမပေါက်သလားဒါနသီလနောက်ဆုံးကဘာဝနာနောက်ဆုံးကဘာလဲအဲ့တန်ဖိုးရှိတဲ့လူဆိုတာလွယ်လွယ်အဲ့တော့ခုငါးပါးအယုံကာမဂုဏ်နဲ့သားရသမီးရေးစီးပွားရေးပြိုင်တာခင်ဗျားတို့ဘယ်တော့မှပြိုင်လားကိုသားသမီးကိုသားသမီးကိုချစ်ခင်နှစ်သက်ပြီးအတူနေရတာနဲ့စွန့်လွတ်ရတာဘယ်အခက်အတူနေရတာနဲ့စွန့်လွတ်ရတာဘယ်အချမ်းသာဟောသာဓုသာဓုသာဓုတို့ဘယ်စွန့်လိုက်မလို့မြအတူနေရတာချမ်းသာတယ်ပြောတာပေါ့တယောက်တည်းနေတော့ချမ်းသာသလားဆင်းရဲကဲဒါဖြင့်တယောက်တည်းနေရင်တယောက်ဒုက္ခတစုတည်းနေတော့ဆွေမျိုးများလေလေမိသားစုများလေလေခုကျတစ်မျိုးဖြစ်သွားပြန်သူမဲဆွဲတဲ့နောက်မှာတာပဲနော်တရားမသိရင်မသိတရားမရှိဘူးအဲ့ဒါပြောတာတရားမသိရင်အဲ့တော့စွန့်လွတ်ရတာချမ်းသာတယ်လို့ကိုမသိတော့စွန့်လွတ်တဲ့အလုပ်ကိုဟုတ်လားစွန့်လွတ်တာကလူမိုက်တွေရဲ့အလုပ်လားလူလိမ္မာတွေရဲ့အလုပ်ဘုရားအလောင်းဟာသူ့သားမယားကိုမစွန့်လွတ်နိုင်ရင်ခင်ဗျားတို့ကျွတ်တို့ကိုကယ်နိုင်မှာမလားအတော်ကြိုးစားသွားလို့ရှင်းသလားကိုသီလဆောက်တည်တယ်ငါးပါးအယုံကာမဂုဏ်တွေကိုမစွန့်လွတ်နိုင်မဲနဲ့စောက်တည်လို့ဒါပြင်တန်ဖိုးမရှိတဲ့လူတွေအလုပ်လားတန်ဖိုးရှိတဲ့လူတွေအလုပ်ပေါ်မထင်နဲ့တော့တန်ဖိုးရှိတဲ့အရာဟာဘယ်ဟာမှလွယ်နဲ့လွယ်တာလေးလိုက်လို့တယ်ယုံနဲ့လူပိသပဲပြောလို့တော့မရသေးပါဘူးအခုလည်းခင်ဗျားတို့သားသမီးကိုသားသမီးကိုပစ္စည်းဥစ္စာမရှိဘူးလားခွေးမကြီးရအောင်ခွေးသားသမီးလေးတွေခင်ဗျားတို့လည်းကိုသားသမီးသူများထိကြိုက်စော်ကားတာဖမ်းမှုမကြိုက်ဘူးကက်ကက်လာအောင်ရန်တွေ့ပလိုက်ဘိုးခွေးမကြီးရလည်းသွားမကိုင်းနဲ့လေခွေးသားသမီးလေးတွေသွားကိုင်းမလို့မဟုတ်ဟဲတတိထတော့အဲ့နာခွေးသုံးမကြီးရှိတယ်ဟုတ်ကဲ့လားအဲ့ဒီမဲ့လည်းလူသုံးမကြီးရှိတယ်ရှင်းသလားသဘောမပေါက်သလားအဲ့ဒါလူပိသလာတာလားဘာစိတ်ပေါက်လဲလူဖြစ်ဖို့လွယ်သလားအဲ့ဒါကိုပြောတာဘုရားကမနုဿတ္တဘာဝဒုံလဘောခင်ဗျားတို့ပကုံးနှစ်ပတ်ကြာခေါင်းပေါက်တိုင်းလူလို့မထင်နဲ့ဟုတ်လူယုတ်ကလေးတွေဖြစ်နေတာဘာယုတ်ကလေးတွေလူပိသပြီလို့ပြောလို့မရသေးဘူးလူပိသခြင်းလူဘဝအနှစ်သာရတစ်ဒါနပြုရဘာပြုရမလဲကိုရထားတဲ့စိတ်သိဥစ္စာကိုဝေငှနိုင်ရမယ်စွန့်ကျဲနိုင်ရမယ်ပေးကမ်းနိုင်ရမယ်လှူဒန်းနိုင်ရမယ်အဲ့ဒါမှလူရှင်းသလားနောက်သီလကိုချင်းသီလကိုလုံခြုံအောင်စောင့်ထိန်ရမယ်အဲ့ဒါလွယ်တဲ့လုပ်လားခက်တဲ့လုပ်လားခက်တဲ့လုပ်ဆိုတာတန်ဖိုးမရှိတဲ့လူလုပ်တာတန်ဖိုးရှိတဲ့လူလုပ်တာလားရှင်းသလားဟဲ့နောက်တစ်ခုကဘာဝနာနောက်တစ်ခုကဘာလဲဘာဝနာဆိုတာကပညာမရှိတဲ့လူအလုပ်လားပညာရှိတဲ့လူအလုပ်မနေ့ကလာပြီမနေ့ကပြောခဲ့တာလေးနောက်ဆုံးတစ်ချက်မနေ့ပြန်မှနာကြပြောခဲ့တာမရှိဘူးလားမနေ့ကဘာလဲပြောတော့အဲ့ဒါသိက္ခာ300အဲ့ဒါဘုသူဆုံးမဘုရားရှိတဲ့ဆုံးမဘုရားကဘသူကိုဘသူအားကိုးရဘုဘကိုအားကိုးဆိုတော့မင်းတို့ဒီအကျင့်တွေကျင့်ကြกว่าတဲ့အကျင့်300ပြောခဲ့တယ်
သီလသမာဓိပညာပြန်ပြောရှင်းတယ်နော်အခုလဲလူပိသားတို့ဘာလို့အောင်ဒါနာသီလဘာဝနာပြန်ပြောမနေ့ကပြောခဲ့ပြီလေကိုယ်စိစိဥစ္စာကိုကိုယ်အိမ်ထဲတွေကြစ်ပါအောင်ထုတ်သိမ်းတာဘာတမိုးရှိလို့အသုံးမှမကြပါဘူးရှင်းသလားဒီထဲကမီးလောင်ရင်ပိုက်ပြေးရမှာပိုသေးတယ်သူ့ပြန်ဂယုစိုက်နေရတယ်သူ့သုံးဖို့ကရှင်းတယ်နော်နိုင်ကြသူကိုပေးကမ်းရငတ်မို့သူကိုကျွေးမွေးရရှင်းတယ်နော်အဲ့ဒီဥစ္စာဒနာတွေကအဲ့ဒါလို့သုံးမှအသုံးကြအသုံးကြမှလည်းမဖြစ်ဘူးရှင်းသလားကိုယ်ရင်လည်းကိုသိမ့်ထားတဲ့ထမင်းတနတ်ဆန်နဲ့လှူဒန်းလိုက်တဲ့တနတ်ဆန်ဘယ်ဟာတန်ဖို့ရှိလဲလူက14ခွေးလေးမကြံနဲ့တလိษံလေးကရုဏာထားပြီးရောမင်းကောင်းကောင်းမွန်နေဖတ်သူ့ပကံလေးဆေးကြောကျွေးလိုက်ခုနှစ်ဘဝတော့အစာရည်စာမငတ်ဘူးဒါတလိษံကိုကျွေးတယ်နော်တလုတ်ထဲရှင်းသလားသိမ့်ထားရင်သိုးတော့မှာပေါ့ရှင်းတယ်သလားလုတ်တတ်ရင်မြတ်တယ်နော်ဘာဖြစ်တယ်မလုတ်တတ်ရင်တော့အေးဒါမို့ဘုရားကစီဝါဥစ္စာရှာတဲ့နေရာတော့လှူဖို့ရှာကြဘာဖြစ်တယ်အဲ့တော့ရှာကြတဲ့ငါလူကိုအလူတန်းပြုဖို့ငါကြောင်းဆောက်ဖို့သာသနာအတွက်အထောက်ပံ့ပြုဖို့ပရိယပရိပတ်ဟုတ်ပြီနော်ဘုရားတည်ဖို့တော့မပြောတော့ဘူးဘုရားတွေများလာပြီဘုရားတည်ထားတဲ့ဘုရားတော်ဘုရားတို့ဆွမ်းပြည့်စုံအောင်မကတ်နိုင်ထင်လားပြီးတော့သားတွေကဘုရားနေတိုင်းဆွမ်းစားရလားမနာပါဘူးနောက်ထပ်တည်ဖို့မစင်စားနဲ့တော့ဗမာပြည်မှာရှင်းလားကျုပ်ကတော့ဒီတိုင်းပဲမြင်ဘုရားတွေအကုန်လျှောက်တယ်ပြီးဆွမ်းလဲလုံတော့အောင်မကတ်နိုင်ဘူးအဲ့ဒါဘုရားတို့အပြစ်တင်တော့မှသိမကြတော့ရှင်းလားသဘောပေါက်သလားအဲ့ဒီဘုရားကြီးတွေတည်ဖို့အဓိကလားနှလုံးသားထဲမှာဘုရားအဆုံးမကိမ့်ဖို့အဓိကကွာခင်ဗျားတို့အပြင်မှာတော့ရွှေချောင်းကြီးတွေပြောင်းနေတာပဲရွှေသေးကြီးတွေဟိတ်လို့ဒါမှမဟုတ်သခိုးနဲ့ဂျမိုးကြီးပဲကြည်လားရှင်းတယ်နော်အဲ့ဒါသာသနာထုံးရတာလားဆုံးယုံနေတာအေးဗုဒ္ဓဆင်းလူချင်းတော့မပြိုင်မနဲ့ကိုအာဖဂန်နစ္စတန်မှာအကြီးဆုံးဇေဒီချင်းပြန်ကြည့်ရင်ဂျာဗာကျွန်းကဘော်တော်ပုရုဆိုတဲ့ဇေဒီအကြီးဆုံးရှင်းနော်အဲ့လောက်ကြီးကြီးတည်ထားတော့ဘာကျေးဇူးများတော့ဘာမှကျေးဇူးမများဘူးမြေလေးတာဖတ်တယ်နော်ရှင်းလားသဘောပေါက်လားဒီချာစဉ်းစားသူ့မင်္ဂလာသာသနာပြုနေတာလားသာသနာဖြတ်နေတာလားဆိုတာအဓိကပါလေအဆုံးမအဓိကပါလေဘုရားအဆုံးမဝမ်းနဲ့ကိန်းရမယ်တရားမြင်မှဘုရားမြင်တယ်ခုချိန်ကြီးခင်ဗျားတို့ဘုရားမမြင်သေးဘူးရှင်းသလားအော်ဟုတ်တယ်ဒီအကုသိုလ်လုပ်ရင်ဒီအပြစ်တွေဖြစ်မှာတော်ပြီငါတို့မလုပ်ဘူးဟောတရားကိုသိလားသိလာတဲ့အခါဘုရားကျေးဇူးကိုသိလားကျေးဇူးသိမှကျေးဇူးရှိလာလားတန်ဖိုးသိမှငါတို့ဗုဒ္ဓဘာသာဝင်အစ်စ်ဖြစ်ပလားလို့ကိုယ့်ကိုမေးအောင်လက်မ6မိနစ်နဲ့အောင်ရှင်းလားသူများတွေကြတော့တခြားဘာသာကိုယ်ဝင်မလေးသူတို့မိစ္ဆာဒိဋ္ဌိတွေတယ်ဘယ်သူတို့မိစ္ဆာဒိဋ္ဌိဒါပေမဲ့သူတို့မိစ္ဆာဒိဋ္ဌိကတခုတည်းရဲ့ခဲတို့မိစ္ဆာဒိဋ္ဌိကပေရင်သုံးပုံလည်းလက်မလို့အင်္ဂဝိဇ္ဇာကျမ်းလည်းလက်မလို့ဘူးဟုတ်ပြီနော်38မိနစ်အပြင်38မိနစ်အတွင်း38မိနစ်လည်းလက်မလို့ခုတကယ်တော့ဒါမေမျိုးဆိုတာရှမ်းရိုးမကြီးကိုဗျဒါပေမဲ့မန္တလေးတိုင်းနဲ့ထည့်ထားတဲ့ခါကျတော့သူက38မိနစ်လည်းဆိုင်တယ်ဟိုဘက်က9မြို့ရှင်နဲ့လည်းဆိုင်တယ်ဘွက်ကိုပေါင်းတယ်အဲ့တော့တရုတ်နယ်စပ်ကကားတွေကလည်းဒီလမ်းကဖြတ်သွားတော့အန်ကုန်းနဲ့ကွိုင်းရင်လည်းဆိုင်တယ်ရှင်းတယ်နော်ဒါရင်လားဆိုမကသေးဘူးကျို့တို့ရောင်းဝယ်လုပ်ခဲ့တုန်းကယူရီးယားဆိုင်ကယ်တွေကိုဗမာပြည်ဖြတ်ပြီးတရုတ်ပြည်သွားသွင်းတာဆိုတော့ယူရီးယားပစ္စည်းတွေဒီကနေဖြတ်တာဖြစ်တဲ့အတွက်ဂျေးဆန်နီတို့လည်းပါတယ်ရှင်းလားသဘောပါသလားအဲ့တော့အကုန်လုံးဆိုင်နေတာခင်ဗျားတို့ကဘုရားအပြောက်ရှင်းတယ်နော်ဒါပြန်ဟိုကမိစ္ဆာဒိဋ္ဌိအသေးစားခင်ဗျသူကခရစ်ဆိုခရစ်တစ်ခုတည်းရဲ့အလားဆိုအလားတစ်ခုတည်းရဲ့ဗြဟ္မဏဆိုဗြဟ္မဏတစ်ခုတည်းရဲ့ခုခင်ဗျားတို့ကဘွက်ကိုအဲ့တော့ဒါမိစ္ဆာဒိဋ္ဌိအကြီးစားတယ်ရှင်းလားတခြားဘာသာတရားကိုဟောရရင်တခွန်းနဲ့ကျွတ်တယ်ခင်ဗျားတို့10ခွန်းဟောလို့လည်းမကျွတ်ကြည်ရတယ်နော်သဘောပေါက်သလားပြီးတော့တ
ခြားသောပုဂ္ဂိုလ်တွေကမိစ္ဆာဒိဋ္ဌိအယူလို့သာပြောတာသူတို့ကိုယ်သူတို့အားကိုးတဲ့စိတ်အပြည့်ရှိအခုခင်ဗျားတို့ဗမာဗုဒ္ဓဘာသာတော့ဘုရားတိုင်းသွားပြီးကဲဆိုင်ဖို့တော့ရှိတယ်ဆူတောင်းမပြည့်တဲ့ဇီတိသွားလားဆူတောင်းပြည့်တဲ့ဇီတိသွားလားဟောဘုရားချင်းတောင်မှနာမည်ပြောင်းထားရင်မျက်နှာငယ်လိုက်တာဆူတောင်းပြည့်မြတ်စွာဘုရားဆိုမှအုံနဲ့အဋိဋ္ဌံအောင်တို့ဟမ်သဘောပါလားဘုရားကြောင့်ဒိဋ္ဌံအောင်တာကိုယ့်ကိုလှုပ်လို့ဒိဋ္ဌံအောင်တာဘယ်သူမပြုကဲဘုရားဆွမ်းတော်ကရင်ဆွမ်းတော်ကျေးဇူးမရောက်လားဆွမ်းလူရင်ဆွမ်းအကျိုးရတယ်အသက်ရှင်ခြင်းစဉ်းစားခြင်းခွန်အားကြီးခြင်းဉာဏ်ပညာကြီးခြင်းချမ်းသာကြီးခြင်းဆိုတာဒီမရဘူးလားအဲ့ဒါဘုရားပေးတာလားဘာလို့ရကိုလူတဲ့ဆွမ်းကြောင့်ကိုရတာအဲ့ဒါသဘောပေါက်ဘုရားကခင်ဗျားတို့ဆုလည်းမပေးဘူးဓာန်လည်းမပေးဘူးဘုရားဘုသူဓာန်ခတ်ဖုံးတကယ်တော့ဓာန်ခတ်ရင်ဒီမှာပြီးတော့သာဘုရားနဲ့အစဉ်ပြေးနေပြီဟင်အဲ့ဒါတရားကွက်လုံးထုထောင်းပလိုက်ပါဟင်ငါတပါးလုံးရှိနေတာဆွမ်းလာမကဘူးတဲလို့ပြင်တော့ကပြင်ထားပြီကျင်းသလားကွယ်လေးလမ်းလေးရှိမှဖုံးခါပေါ်ရဒါတောင်ပိုးမြင်မကုန်ဘူးရှင်းလားသဘောပေါက်သလားကိုချိုယွင်းချင်းကိုကြည်သမ်းပါသူတကာလက်ညှိုးထိုးနေမဲ့စားဘသူပြစ်ဘသူရှာဒါဖြင့်အဆင့်တန်းအနှိမ့်ဆုံးကဘာဘာသာလေးပြောစအဆင့်တန်းနှိမ့်ဆုံးကဘာဘာသာလေးလဲမာနဝိဇ္ဇာမဟုတ်ဘူးကိုယ့်ကိုပြင်ရမယ့်အချိန်ရောက်နေပြီရှင်းသလားဘသူကိုဘသူစစ်ဆေးရမှာရှင်းတတ်တယ်နော်အဲ့တော့ဒီတိုင်းသာနေကြရဲ့ငါတို့သာသနာကွယ်တော့မှာအချိန်မီပညာရှင်းသလားအခုတရားပွဲလုပ်ရတာလွယ်သလားတရားတစ်ပွဲဖြစ်ဖို့မလွယ်သာသနာထွန်းကားတဲ့ကာလအခုတချို့ဆရာတော်ကြီးတွေဦးဇင်းတို့ပြောတာရှိမေတ္တရားပွဲလည်းနားဦးမနာဘူးတဲ့ဝါတွင်ရောဝါပရောရှိသေးလားတဲ့မင်းဟာအဲ့တော့ဥဒုမင်္ဂလာကလည်းဆက်ဆက်တိပခံမှာပဲလူကြီးစကားဆိုရင်နော်တရားကိုဟွာတယ်မဲ့ဟောရမယ်လို့ဘုရားပြောခဲ့တာတပည့်တော်မတွေ့ဘူးရှင်းလားတရားပဲချိန်နာအချိန်တိုင်းနာနိုင်မှာသာသနာထွန်းကားခဲ့တဲ့အိန္ဒိယနဲ့သီဟိုအိန္ဒိယမှာဘုရားပွင့်ပြီး2,900သီဟိုမှာ2,900နှစ်1000အဲ့ဒီနှစ်1000သက်တမ်းမှာညနေဆောင်ရင်မြို့လူထုဟာမိမိတို့နီးစပ်ရဆရာသမားကျောင်းစီသွားပြီးတော့တရားနာကြတယ်ညနေတိုင်းရှင်းလားကိုခင်ဗျားတို့လာနာတာကျုပ်ကလာဟောတာဟုတ်ကဲ့နော်လိုက်ဟောနေရတာခုမှသာသနာပြန်စရတာစရထဘိက္ခဝေစရိတံจิตသားတို့ခရီးထွက်ကြနားကိုမနေရဘူးဟမ်သဘောပါနော်ကားပြက်တဲ့လမ်းမှာပြက်ဒါတောင်မှကားကောင်းကလေးသူများလူထားပါတယ်ပိုင်ရှင်ပြန်ယူသွားလို့အစုံနဲ့ပဲတိုးနေရရှင်းလားတို့ဘုန်းကြီးတွေများကောင်းကောင်းကန်းကန်းကိုဘယ်တော့မှမနေစေခြင်းပုံရပါတယ်နော်ပို့ကြဲကရမကောင်းမှကြောင်းဖို့ဘုန်းကြီးရတဲ့သာသနာပြုနေရတာဆိုတော့တဲ့သွားလာတာများတယ်တပြီးတော့ဂျေကလေးတစ်စီးရှိတယ်လာပို့ထားမှဂျစ်စုံမစီးဘူးလို့လမ်းအိမ်နေရမယ်အလုပ်ရှင်းသလားလဲလိုပါလိမ့်လာခဲ့တယ်လှုပ်ရှုပ်သဘောပါလားအစုပ်ကြမှာပို့ကျင်တာအကောင်းကြတော့လေသိလေး900ကြီးမတက်နိုင်ဘူးဟုတ်တယ်ကျွတ်တော့လည်းဘုံကံမရှိဘူးရှင်းတယ်နော်သာသနာပြုတ်နေရတာလက်ပတ်ပြီးတော့အကုန်အောနေတာတော့ဒါအခုချိန်ထိမထလာလေဘူးသာသနာအိတ်နေကြတော့ဖြစ်သေးတယ်ရှင်းလားဗမာပြည်မှာသံဃာ6သိန်းကျော်ရှိတယ်သာသနာထွန်းကားတယ်လို့ပြောလို့ဘေးရင်ဘုန်းကြီးဆေးဘုန်းကြီးဓာတ်ဘုန်းကြီးနတ်ဘုန်းကြီးတဘုန်းကြီးအဲ့ဒါဘုန်းကြီးမဟုတ်တဲ့ဘုန်းကြီးတွေတဘုန်းကြီးပဲရှင်းလားအဲ့ဒါဘုရားလမ်းညွှန်ချက်ထဲမှာမပါအဲ့ဒီဘေးရင်လေးဆေးတွေဓာတ်တွေကိုဘုရားကလက်ခံခဲ့တာလားပယ်ခဲ့တာလားအဲ့ဒါတွေဟာအကြောင်းအကျိုးကိုနားမလည်လို့လုပ်နေကြတာကွာတကယ်တော့ကံနဲ့ကံရဲ့အကျိုးသဗ္ဗေသတ္တကမ္မတကအကြောင်းကောင်းမှအကြောင်းစင်ကြယ်မှတိတ်သေးကြတဲ့လမ်းကိုပေးပြီးသားကျန်တာကဲတော့ဒါပေမဲ့ဘုန်းကြီးတွေကိုယ်တိုင်ပြည်ရင်ဟောနေတယ်ဘုန်းကြီးတွေကိုယ်တိုင်တိုက်ရိုက်တတ်ဆင်လို့သာသနာထွန်းကားတာလားကွယ်နေတာဘောမလုံးနဲ့ထိုင်ကြည့်နေကွယ်သွားပြီရှင်းသလားအဲ့ဒါကိုသူမင်္ဂလာတော့ငပွားကြီးတဲ့ရောက်တဲ့ရနော်အကုန်တွန်းရမ်းသွားတာတဲ့ရမ်းတာမဟုတ်ဘူး
ပြရမယ်လမ်းကိုပြသွားတို့ဘုရားပေါ်မှာအကျွင်းမဲ့ယုံတရားပေါ်မှာလဲအကျွင်းမဲ့ယုံတယ်သံဃာပေါ်မှာလဲဘုရားတရားသံဃာကလွဲရင်ငါတို့ယင်ထဲမှာအကုန်ကဲတော့ကျင်ရသလားဘုရားစကားကိုအသေးခံပြီးတော့သက်သေပြသွားကျင်ရတယ်နော်သဘောပေါက်သလားအဲ့တော့မယောင်ရာစီလို့မဟုတ်တဲ့အလုံးနဲ့အချိန်ကုန်နေတဲ့အတွက်အနှစ်သာရရှိတဲ့သာသနာကွယ်တော့မယ်ကျင်ရတယ်နော်တရားတစ်ပွဲရဖို့ဆိုတာတရားပွဲလုပ်ဘူးသူတိုင်းသိတယ်ရက်ဆိုင်ဖွင့်တာသိလွယ်တယ်ရှင်းသလားဘီယာဆိုင်ဖွင့်တာသိလျှောက်လာတင်ကြမလို့ဒါလုံးမလို့ဆိုပြီးတယ်တရားပွဲခက်ခက်ရကျွန်တော်တို့တရားပွဲလုပ်မလို့ဗျာဘယ်နှစ်ရက်တော့9ရက်ပါခင်ဗျာ9ရက်ကြီးတောင်လားဟုတ်ကဲ့ခင်ဗျာ9ရက်လောက်တရားပွဲတစ်နှစ်လုံးဟောရပါရှင်းသလားဘုံမှာသာသနာထွန်းကားတဲ့အချိန်ကတခါတည်းနေ့စဉ်ဘုံကျောင်းသွားအခုကျောင်းတိုင်းကလည်းမဆုံးမနိုင်တော့ဟဲ့ဟိုတော်နေတယ်ဗျာဦးဇင်းတို့တော့ကျောင်းကြီးကဟိတ်လို့ဘုန်းကြီးကသီလမပိတ်တော့ရှင်းသလားမောင်သူမင်္ဂလာတဝါပဲရှိတယ်သူမင်္ဂလာဘယ်လောက်ရှိတဝါရှိတယ်တဝါရေးမြင်သီလပိတ်တယ်တင်မပိတ်တယ်တော့ပေးလိုက်အဘုန်းကြီးဘာဖြစ်ဘုန်းကြီးတို့ဒါနေတာအဲ့ဒါငါမရသူများလူလာတော့စားနေပြီလို့ရှင်းလားအဲ့ဒီလိုသာသနာကြီးကိုကြည့်ရတာရင်ထဲမှာမကောင်းလို့ဒီမှာအကုန်စုံနစ်ပြီးတော့ခင်ဗျားတို့လိုက်ပြီးသာသနာပြုနေရှင်းလားအကောင်းဆိုလည်းမသိအကြောင်းကျိုးလည်းမသိအမှားမှန်လည်းမသိတော့စင်ကြင်ညာမရှိဘူးအဲ့ဒါညာမရှိတာရှင်းသလားညာဆိုတာဟာအကောင်းဆိုအကြောင်းကျိုးအမှားအမှန်ပိုင်းခြားသိရပြန်ပြောရှင်းသလားတို့ကများသောအားဖြင့်စာစုံနဲ့ညီတဲ့ဘုန်းကြီးတွေများစာပြီးအိပ်ပြန်အနှိတ်ခံသုံးတန်ဝတ္တရားထုံမတပံရေချိုးပြန်ကုတီမှန်မှန်သွားတော့ဘုန်းကြီးကကုတီဆိုမြန်မြန်ပြေးသဘောပါလားပါလို့တော့ဒါပဲလို့ရှင်းလားကျောင်းလာလို့ကုသိုလ်အကုသိုလ်အရေးလေးမှပြောမပြတတ်ဘူးဆိုရင်သာသနာထွန်းကားနေတာလားဆုံးနေနေတာဒီတိုင်းပဲသွားကြတော့မလားထွန်းကားအောင်ပြန်လုပ်ကြမလားဒီနေ့သာသနာဟာဘု து ပေါ်မှာတာဝန်ရှိတယ်နော်အေးတာဝန်သိတဲ့လူပေါ်မှာတာဝန်ရှိတယ်တာဝန်သိမှတန်ဖိုးသိမှခုလူဘဝဟာတန်ဖိုးရှိမရှိလူတိုင်းတန်ဖိုးရှိသလားတန်ဖိုးရှိအောင်လုပ်မှဒါနာပြန်ပြောရှင်းတယ်နော်ဘာဝနာဆိုတော့ဘာလဲမေးဘာဝနာဆိုတာကိုယ်ခန္ဓာကိုစစ်ဆေးတာကိုယ်အကြောင်းကိုသိအောင်လုပ်တာဘာဖြစ်လဲကိုယ်အကြောင်းကိုသိအောင်လုပ်တော့ခုခင်ဗျားတို့ကျွတ်တော့မှရှိတာခန္ဓာဘယ်နှပါတော့အမပြောတတ်တယ်သူတို့နော်ခန္ဓာ၅ပါးပြောတတ်ရင်နည်းနည်းရဘဝမဟုတ်ဘူးနော်အဲ့တော့ခုဦးဇင်းတို့လာဟောရတာဒါပဲဝိပဿနာတရားတွေတော့ပြန့်ပွားနေပါတယ်သို့တော့ကမ္ဘာဗုဒ္ဓသာသနာပြုဆရာတော်ကြီးဥဒိဋ္ဌိကပြောသလိုပဲအေးကွာတဲ့မင်းတို့ဝိပဿနာတွေကြီးတွန်းဟောမနေနဲ့အောင်တဲ့ကောင်းပေါင်းတဲ့တိုက်ဘုံကြီးဝတ်ထားပြီးတော့ပစိုးမပါတယ်လို့ဖြစ်တယ်ရှင်းလားဘုရားတို့အခြေခံတော့ဘာမှမသိဘူးဟိုခန္ဓာ၅ပါးတော့သိတယ်လို့မသိတာမဟုတ်ဘူးသိတယ်လို့သဘောပါလားနိဗ္ဗာန်ရောက်ရှင်လို့တဲ့စိတ်ဓာတ်ကဖြင့်အောက်တန်းကယောဂီချင်းချင်းကိုပြိုင်နေသေးတာသူဆက်ငါသားတဲ့ငါလောက်ကြိုးစားတဲ့လူမရှိဘူးဟောအလုံးလုံးလိုက်ရက်ွက်တဲ့လူတွေမလေးရှင်ဗျာပြောချင်ဘူးတရားကလုံးသိတာတပည့်တော်တယောက်ရှိသူပြောနေတဲ့ဘုံကိုကရှင်းသလားမလေးရောက်ရမေးလိုက်ခန္ဓာ၅ပါးတော့သိနေတယ်မဲဟုတ်တယ်လို့ပဲဒါပေမဲ့ပစိုးမပါသေးဘူးဗျအရှင်းပြပါမလားသီလလုံခြုံမှုမလုံးလားဒါနသီလရောဖြည့်ဆွဲမလားမဖြည့်ဆွဲရဘူးအေးသီလပြီးရင်ဘာပြည့်စုံသမာဓိသီလပြီးရင်သမာဓိဆိုတော့ကိုတုတ်တဲ့လမ်းကိုဖြောင်းမတ်လုံနိုင်တချို့ကတရားအကျိုးစော်ဆောင်တဲ့တပတ်နှစ်ပတ်လောက်လုပ်ပြီးသွားရင်ဘုန်းကြီးဟာစိတ်ပြည့်လို့ရှေ့လို့အောင်မကုန်ပြီးတော့ဒီသမောင်မင်းဟာ
အခုတရားပွဲလုပ်တာမင်းအတွက်လုပ်တာလားရှုံးမြန်နေလို့လားမေးရသေးတာတခါတလေကြားတယ်ဟင်တရားပွဲစည်ရင်ရှိရင်ဘုန်းကြီးထံမှာရရငွေတွေပါရင်လာနေပါသဘောပါလားတချို့ကိစ္စလေးတွေတော့ဘုန်းကြီးကတော့တော်တော်ခန်းခန်းညံ့ညံ့လှုပ်လိုက်ရပြီထင်တာပြီးရင်ကိုယ်စီထေရပြန်ထောင်းထောင်းတော့တာလေဒီဘုန်းကြီးပဲနော်အဲ့တော့ရှိပါသေးတော့ဘုသူမင်္ဂလာတော့နယ်လဲနေရတာတဝါကလေးကလှဲ့နေတာအခု12ဝါရှိပြီသဘောပေါက်တဲ့လူတွေအကြောင်းအဲ့တော့ဘာပြောအဲ့တော့ဘေးကလိုက်ကြတယ်လို့ကဘိတ်သာပွားတယ်ဥစဉ်ဒီလိုကြီးတာသာနေစမ်းမကွာဒါသူတို့ထုံးစံသူတို့ပြည့်သူတို့မကြောက်လုံးချင်သူတို့လုပ်ပါစေနော်ငါငွေရဖို့တရားလိုက်ခေါ်နေတာမဟုတ်ဘူးတရားခေါ်တာဘာအတွက်လဲသိလားအေးသာသနာအတွက်တရားသိဖို့တရားဟောတာဘာလဲလဲတရားသိဖို့တရားဟောတာခင်ဗျားတို့ကြက်အောင်လည်းမဟုတ်ရှင်းသလားခင်ဗျားတို့နှစ်သက်အောင်ကြက်အောင်ဟောနေတာမဟုတ်ဘူးသိအောင်ဟောနေတာကျင်တယ်နော်အတန်တေအတန်ဓာတ်နဲ့လာလို့ရင်ဇော်ဝင်းထွတ်ထွတ်လေးစုပြူတို့ပြင်းသေးတယ်ဆိုင်းဆိုင်းဆိုတာနေခဲ့တော့ဟစ်ခေါ်လောက်ကတော့ပြင်းသေးတယ်ရှင်းသလားအဲ့တော့ကြက်အောင်လုပ်နေတာလားသိအောင်လုပ်နေတာလားအဲ့ဒါပဲအခုလည်းခင်ဗျားတို့တရားလာနာတယ်ဘယ်အတွက်တရားလာနာလားအေးအဲ့လိုတရားသိဖို့ဘာလဲတရားသိဖို့နိဗ္ဗာန်ရောက်ချင်လို့မဟုတ်ဘူးလားခင်ဗျားတို့အဲ့ဒါသမာဓိမရှိဘူးပြောတာလမ်းကြောင်းကတစ်ခုတည်းရွေးထားနော်နိဗ္ဗာန်ရောက်ချင်လို့ဆိုရင်လောဘကြီးလာတော့မှာခင်ဗျားတို့ဘာသိဖို့လဲအဲ့ဒါရိတ်သာယောဂီတွေသွားလေ့လာကြည့်လိုက်ယောဂီဟောင်းတွေ10နှစ်15နှစ်သက်တမ်းရှိတဲ့လူတွေလေ့လာကြည့်လိုက်ဘယ်ရောက်ရှင်လို့နိဗ္ဗာန်ရောက်ရှင်လို့မလေးအဖွားဘယ်လိုမရသေးဘူးကျိုးကြတယ်မလေးတို့ကဟန်ရပြီသားမင်းတို့ကြိုးစားကြအမခတ်တယ်သူကဆိုပန္နာလူဂန္နာလူနဲ့အဲ့ဒီပန်တရားဂန္တရားဆောင်တဲ့လူဒေါသဖြစ်အောင်သာဆွကြည့်လိုက်ဖြေပေါ်လာရှင်းသလားအဲ့ဒါလည်းရှင်းမှန်လို့လားမမှန်လို့လားသူမင်္ဂလာတော့ငယ်တော့ကတကြံဆိုရင်ယောဂီကြီးရွေးပြီးတော့လမ်းကနေစောင့်ရေလောင်းတာပဲသဘောပါလားအဲ့ဒါရေလေးနဲ့ဆိုဟဲကောင်းဆုံးပါပြင်းတယ်ရောဥပုသ်ဆောင်လာတာဟမ်သဘောပါလားအဲ့တော့သူတို့ဘာလို့ဆိုဥတီချက်မှန်လို့လားမမှန်လို့လားတကြောင်နဲ့ပဲထားပါတရားနာတာဘာလို့ဖို့တရားသိဖို့တရားသိမှအသိတရားရှိမှပြန်လို့ဆောင်အမလေးခင်ဗျားတို့ကျုပ်များကိုမပြောရဘူးသူကဘုန်းကြီးတရားဟောတာမြန်လုံးလို့တဲ့မြန်သားမြန်တယ်ဒီမှာတဏှာကြီးကြောသွားလို့မှကလေးတွေကိုကူရတာပြဿနာတက်တယ်နော်ဒါပေမဲ့သူကမြန်တယ်လို့သာပြောတာဘာမှမမိတော့ဆိုတော့လေရှင်းဟောပါလေရှင်းဟောဘိုလ်ဆိုးမှာပေါ့အိပ်ပျော်ကုန်တော့အခုဒါအရေးကြီးဆုံးဒီနေ့တရားသိမှအသိတရားတခြားလို့ပေါ့မမနဲ့ဗမာများလည်းပြင်းလိုက်တဲ့အပြင်းနော်တိတိကျကျပြောထားတာကိုဟိုကဖြတ်ဒီကဖြတ်မှတ်တာအိမ်ပြန်ရောက်တော့တခုမှအကောင်းမကြတရားသိမှအဲ့လိုသူမင်္ဂလာရောင်ဝါမလို့ဘူး definitely တိတိကျကျပဲလုပ်တယ်နော်တရားသိမှအသိတရားရှိမှတရားနဲ့လျော်စွာနေတတ်တယ်ပြန်ပြောတရားနဲ့လျော်စွာနေတတ်မှအပြစ်ကင်းတယ်ဘာဖြစ်တယ်အပြစ်ကင်းမှချမ်းသာရတယ်အဲ့တော့ချမ်းသာရတာနောက်ဆုံးအရေးကြီးတာပါရှိဖို့အဲ့တော့တရားသိမှအသိတရားရှိမှတရားသိမှတရားရှိမလို့နဲ့တရားသိမှအဲ့လိုဖြတ်မမှန်နဲ့အကုန်ဒိဗေတွေလွဲကုန်ရှင်းတယ်နော်အဲ့တော့တရားနဲ့လျော်စွာနေတတ်ဖို့ဆိုတာအသိတရားမရှိဘဲနဲ့ရမလားတရားသိတဲ့လူတိုင်းအသိတရားမရှိဘူးရှင်းလားခုကိုယ်ခန္ဓာကိုယ်ပိုင်လားပြောတာအိမ်ရောက်ရင်ဘယ်သူသားတော့ဘယ်သူပစ္စည်းတော့အခုဓမ္မယုံနဲ့ကြတစ်မျိုးခုခင်ဗျားတို့သိထားလောက်ဆိုရင်နိဗ္ဗာန်ရောက်နေပြီတိုင်းမဲ့တကယ်အသိတရားရှိသလားဆိုတော့ရှိပါဘူးကြည့်လေခန္ဓာဘာနှပါတော့ကဲခန္ဓာ၅ပါးချမ်းသာသလားဆင်းရဲသလားဆင်းရဲပါဘူးဘာသစ္စာသိတဲ့ဉာဏ်က
မေဃသစ္စာနဲ့မမှန်ကန်သိရသမုဒိယလာအောင်မလားသိတာကနောက်ခန္ဓာမလာတာကဟောအကုန်လုံးတော့နိဗ္ဗာန်ရောက်တာမဆိုးနဲ့ထမိန်မပါလို့ရှင်းသလားဘုရားလက်မခံဘူးမင်းတို့ကပြည့်မှမပြည့်စုံပဲကျင့်တတ်သလားအရင်ဆုံးကိုယ်မှာအတိတရားနဲ့စိတ်ဓာတ်ကိုပြည့်စုံအောင်လုပ်အောင်မှာအဲ့တော့ဥတီချက်မှန်ဖို့မလိုဘူးလားဒါဖြင့်တရားလာတာဘာလို့ဖို့တို့တရားသိဖို့ကောင်းပြီတရားထုတ်တာဟောတရားသိဖို့ပဲမဲ့ဖို့နိဗ္ဗာန်ပြိပယ်ထားပါဘာသိဖို့လဲရုပ်ကြည့်ရင်ရုပ်အကြောင်းသိရမယ်နာမ်ကြည့်ရင်နာမ်အကြောင်းပြောတော့တာခန္ဓာ၅ပါးအချင်းချုပ်ရင်ဘာနဲ့ပါပဲရှိတော့ယုံနာနှစ်ပါးပြင်ဘာရှိသေးလို့ဘာရှိသေးလို့လောကကြီးတစ်ခုလုံးမှာရှိတာလဲခုခင်ဗျားတို့ကျိုးတို့မှာရှိတာလဲဘာထူးလို့အဲ့ဒါထူးတယ်ထင်လို့လိုက်ရှာနေလို့မှားနေရှင်းသလားဒီနေ့ထူးနိုးနိုးနဲ့ပြန်ထူးနိုးနိုးဒီနှစ်ထူးနိုးနိုးဒီဘဝထူးနိုးနိုးဘယ်တော့ထူးအားရှိအောင်ပြောလိုက်မယ်ဘယ်တော့မှမထူးရှင်းသလားအားလုံးကဖြစ်ပြီးရင်ရုပ်ကောမြဲသလားကိုခင်ဗျားတို့ကိုရုပ်ကလေးတွေကိုရှိတာသိသလားအဲ့ရုပ်မြဲသလားတဖြည်းဖြည်းနှုတ်ပြိုလာသလားအိုးလာသလားမအိုတဲ့တားလိုက်ကဲကျုပ်ကလုပ်ပေးမယ်အားလုံးတရားဝဲလာပိဿအားလုံးမအိုစေတည်းအောင်ကျုပ်ကိုထင်သေးတာလားဟမ်ဟိုတာမင်ကြီးတို့ရွှေပေါ်ကျွန်းတော်တို့မစွမ်းမှုထင်လို့လားဟမ်အကုန်လုံးခေါင်းပို့ပေးလိုက်တယ်ခင်ဗျားတို့မသေးသေးဘူးဟမ်ဒါကျုံမလို့မရတာထင်တယ်ဟိုရွှေပေါ်ကျွန်းကျသွားအကင်ခံနေကြတာကောင်းသဘောပါလားသဘောပါသလားဘယ်သူကခင်ဗျားတို့စွမ်းထက်အောင်လုပ်ပေးနိုင်ဘယ်သူကဘယ်သူကြရမှာကဲမအိုစေတည်းချဲပေါက်စေတည်းမပေါက်ချင်ဘူးလားဟောသူတို့ပြောရင်မိတော့မှာဟမ်သဘောပါသလားကဲချဲပေါက်တာနဲ့မပေါက်တာဘယ်နဲ့ကောင်းလဲလုံးဝမထိုးတာအကုန်ဆုံးရှင်းသလားဘာဖြစ်လဲရှဲထိုးတဲ့လူကမြတ်သလားရှုံးမပေါက်လို့ရှုံးတာပေါ့ဟမ်ပေါက်ရင်ဟောကဲချက်တွက်နေဘာကနန်းရတော့ဟမ်မလိုချင်တဲ့စိတ်နဲ့တွက်တာလားလိုချင်တဲ့စိတ်နဲ့တွက်ဒီတစ်ပတ်တော့တိုင်းကိုအော်ဆောင်းတော့ပြောထက်လိုက်ငါတို့နာယူထားတာများလားအဘိဇာပွားဟမ်ကုသိုလ်လားအကုသိုလ်အကုသိုလ်ဖြစ်တယ်ဆိုအပြစ်သိမသိအပြစ်သိရင်ချမ်းသာမလားဆင်းရဲမလားရသလားရှုံးသလားအဲ့ဒါတွက်နေတော့ထိုးတော့မယ်ဟေးဆဲလေးရောင်းထိုးကြမအောင်တို့တိုင်ရစိတ်ချရလို့ဟာအပြီးကိစ္စမရှိလောက်တာလောက်ရတာမလောက်ဖဲနဲ့လည်းမနေနိုင်စိတ်ကဝချသလားဆိုတော့ဝီစည်းကိစ္စမလားဘူးလားကုသိုလ်လားအကုသိုလ်အကုသိုလ်ဆိုပါဖြစ်တယ်အပြစ်တင်တယ်ဘယ်လိုသိရမှမသိအစစ်မကြော်နဲ့ဘာဖြစ်လို့အပြစ်တင်ရင်ဘာဖြစ်မလို့အဲလိုတစင်ချင်းသွားခင်ဗျားတို့ကြော်မချနဲ့အဲ့ဒါကြော်ချလို့ခက်နေတာသဘောပါသလားအကုန်လုံးကြက်တော်ဘာကြက်တော်ကြောတက်နေကြတယ်ဖြတ်လမ်းမရှိဘူးဓမ္မရှင်းတယ်နော်အဲ့ဒီကနေဟာဖွင့်တော့မနေရင်ဓမ္မမဘာကနာလဲဘာထင်လဲဥမလီမတော့ကလေဟမ်တော့ကဆိုတာဒေါသကလာတာကုသိုလ်လားအကုသိုလ်လားဘာဖြစ်အပြစ်တင်နဲ့ချမ်းသာမလားဆင်းရဲကောင်းပြီဖွင့်ပြီအဲ့လိုထွက်တော့ငြိမ့်မလားငြိမ့်နေပါတဲ့မပေါက်တော့ဒေါသပေါက်တော့လောဘတွေ့တယ်မလားအပီသာပြောတာမကြွားနိုင်သေးဘူးဟောလူလာဟေးမပြောသေးနဲ့အကျွေးတောင်းမဲ့လူကလာ
ကုသိုလ်တွေလားအကုသိုလ်မြတ်တလားရှုံးတယ်အဲ့ဒါပဲတစ်သက်လုံးကိုယ့်ကိုတစ်ချိန်လုံးဆင်းရဲအောင်လုပ်နေတဲ့အလုပ်ရှင်းလားအဲ့ဒီနှလုံးသုံးလုံးတစ်လုံးမစွန့်နိုင်သေးသေးခင်ဗျားတို့ဆင်းရဲတဲ့မွဲတဲ့အဲ့တော့လောကကြီးကမကောင်းလို့မွဲတာလားကိုလုတ်ပုံမဟုတ်လို့မွဲတာလားရှင်းသလားတရားမသိရင်တရားမသိရင်အတိတရားမရှိရင်တရားနဲ့လျော်အောင်မနေတတ်ဘူးပြန်လို့ဒါလေးမမိဘာတော့ဟောမလို့ကြွားခင်ဗျားတို့ရှေ့ဟောကြတယ်အများကြီးပြန်သေးတယ်ဟုတ်ပြီနော်သို့တော့မနေ့ပြန်မှဆက်ဟောကြသေးနော်လောလောဆယ်တော့တရားမသိရင်အတိတရားမရှိရင်တရားနဲ့လျော်အောင်မနေတတ်ရင်အပြစ်သိမယ်ဘယ်သွားမလဲရှင်းသလားအဲ့တော့ဒါနာသီလဘာဝနာဟောဘာဝနာဆိုတဲ့အတိတရားရှိမှလူဘဝရကြူနာမယ်အဲ့တော့ပထမလူပိသဖို့အတွက်ဒါနာသီလဘာဝနာဒီသုံးပါးလုံနိုင်မှလူပိသမယ်ရှင်းသလားအဲ့ဒါပြန်လူဘဝရခိုက်မှလူပြည့်ရှုံးအောင်လုပ်ကြမလားလူပိသအောင်ကြိုးစားမလားအဲ့တော့လူတိုင်းတန်ဖိုးရှိတာလားလူပိသမှာတန်ဖိုးရှိတာလားရှင်းကလားဟဲ့ဒါဖြင့်ဘာသိအောင်လုပ်အောင်တရားသိအောင်ဘာသိအောင်လုပ်အောင်မလဲတရားသိမှအသိတရားရှိမှတရားနဲ့လျော်အောင်နေတတ်မှအပြစ်ကင်းမှချမ်းသာရမယ်ရှင်းသလားအဲ့တော့လောကဓာတ်နောက်နေ့မှဆက်ပြောမယ်တကယ်ရှိတာတော့ယုတ်တရားနဲ့ယုံနာဓမ္မဟာကိုပိုင်သလားမပိုင်ဘူးလားမြဲသလားမမြဲဘူးလားဒီခန္ဓာကြီးကျွေးတာကျွေးနေရတာကျွေးကြိုမွေးကြိုနှက်ရလားမနှက်တာမနှက်ပြန်ကြဆက်ပြောမယ်ရှင်းတယ်နော်လောလောဆယ်တော့ခန္ဓာကြီးကယုတ်တရားနဲ့ဘာသစ္စာသိတဲ့ဉာဏ်ကသိတာကနောက်ခန္ဓာမလာတာကသစ္စာဘယ်နှချက်ကဲကဲဆိုသစ္စာ၄ချက်တပြိုင်တည်းကြိုက်မှသာလျှင်တန်တရာဝတ်တွင်းကလွတ်ကင်းနိုင်မှာဖြစ်တဲ့အတွက်မမေ့မလျော့မပေါ့ဆာသောတတိတရားမလျှော့သောဇွဲလုံးလာလက်ကင်ထားပြီးတော့ဒီဘဝဒီခဏမှာပဲလူပိသအောင်ကြိုးစားကြစို့လို့တိုက်တွန်းရင်းနဲ့နားကြအောင်စို့